ဒီနေ့မှာတော့ Would You Marry Me ဆိုတဲ့ drama လေးကို recap လုပ်ပေးမှာဖြစ်ပါတယ်။အပိုင်း6 Mary နဲ့ Kim Woo-joo တို့နှစ်ယောက်ဟာနှစ်ယောက်သားနမ်းမလို့ဖြစ်နေကြချိန်မှာ Mary ရီစာဟောင်းကလမ်းကြည့်နေတာကို Mary ကမြင်သွားပြီးနှစ်ယောက်သားပုံလိုက်ပါတယ်။ Mary ကသူ့ရီစာဟောင်းဆိုတာသေချာကြောင်းကို Kim Woo-joo ကိုပြောပြပါတယ်။ပရဲ့ Beauty Palace အိမ်ယာဝင်းအားကစားလုပ်တဲ့အဖွဲ့တွေထဲမှာဂျင်ကယောင်းနဲ့ Director Sang Hyun တို့ကပါပါတယ်။ပြေးနေကြရင်အန်တီတယောက်ကမေ့လဲသွားတာကိုဂျင်ကယောင်းကရှေ့ဦးသူနာပြုနီးနဲ့အသက်ကယ်စဉ်ရင်ဟိုက်နေတာကိုကောင်လေးတယောက်ကတပုံရိုက်ထားပါတယ်။ဒါကိုဆန်ဟွန်းကမြင်တော့ဂျင်ကယောင်းကိုသူ့လေကအင်ဂျီပေးဝစ်ပြီးဂျင်ကယောင်းအစားသူကလှုပ်ပေးခဲ့ပါတယ်။လူနာကိုအသက်ကယ်ပြီးချိန်မှာဂျင်ကယောင်းကအင်ဂျီကိုပြန်ပေးဖို့ရှာပေမဲ့ဆန်ဟွန်းကတပုံရိုက်ထားတဲ့ကောင်လေးကိုတရားအောက်မှာဆုံးမနေပါတယ်။ဒါကိုဂျင်ကယောင်းကမြင်ပြီးအေးဆက်ဆက်ဒါရိုက်တာဆန်ဟွန်းကိုကျေးဇူးတင်ခဲ့ပါတယ်။နောက်နေ့ဆေးရုံမှာတွေ့တော့သူ့အင်ဂျီကိုတေချာပြန်လျှော်ပြီးပေးခဲ့သလိုကျေးဇူးတင်တဲ့အနေနဲ့သူမကြိုက်တဲ့ကန်ဒီလေးတစ်ထုပ်ကိုလည်းပေးခဲ့ပါတယ်။နောက်ပြီးကျေးဇူးတင်စကားပါပြောခဲ့ပေမဲ့ဆန်ဟွန်းကတော့အေးဆက်ဆက်ပုံစံပဲမို့ဂျင်ကယောင်းကနားလည်ဖို့ခက်ခဲ့ပါတယ်။နောက်ရက်မှာ Mary ရီစာဟောင်းက Mary ရုံငန်းအထိလိုက်သွားပြီး Mary ကိုပြန်ချင်းကပ်ခဲ့ပါတယ်။ဒါပေမဲ့လည်း Mary ကသူ့အမေနဲ့သူ့အပေါ်မှာသူ့ရီစာဟောင်းမိသားစုကဆိုးဆိုးရွားရွားဆက်ဆံခဲ့တာတွေကြောင့်လုံးဝပြန်လက်မခံပါဘူး။မြောင်စရန်ရုံးချုပ်က VVIP တွေအတွက်လက်ဆောင်တွေပေးတဲ့အခါမှာဘုံတော်ကြီးတစ်ပါးရဲ့လက်ရည်လာနဲ့ရေးထားတဲ့ကြပြားလေးတွေကိုပါလက်ဆောင်အဖြစ်ထည့်ပေးပါတယ်။လက်ဆောင်တွေပို့ပေးနေချိန်မှာဘုံတော်ကြီးကလင်းပေါ်မှာပြဿနာတွေဖြစ်ပြီးအဖမ်းခံရတယ်ဆိုတဲ့သတင်းကပြန့်ခဲ့ပါတယ်။ဒါနဲ့ delivery ကားတွေထွက်သွားပြီးဖြစ်တဲ့မုတ်ဘူးတွေနောက်ကိုလိုက်ပြီးလက်ဆောင်ဖြစ်ထည့်ထားပေးတဲ့စာအိတ်လေးကိုလိုက်ထုတ်ကြပါတယ်။ delivery နဲ့ပတ်သက်ပြီးကိစ္စတွေအားလုံးရှင်းသွားပြီးတော့ Mary နဲ့ Kim Woo-joo တို့က Mary ရုံငန်းကိုသွားပြီးအပိသက်စရာအလုပ်လေးတွေကိုသွားလုပ်ကြပါတယ်။ရုံငန်းမှာ Mary နဲ့ Kim Woo-joo တို့စကားပြောနေကြရင်Kim Woo-joo က Mary ကိုကန်ဆာမဲ့ပေါက်တဲ့အိမ်က Mary တယောက်ရဲ့ကြိုးစားမှုနဲ့ကံကောင်းခြင်းကြောင့်ရတာဖြစ်လို့ Mary ဒါပိုင်ဆိုင်တင်ကြောင်းပြောပြီး Mary ကိုအဆုံးထိကူညီမယ်ဖြစ်ကြောင်းကိုပြောပါတယ်။ Mary ကလည်းရန်ဝန်တာပြီး Kim Woo-joo ကိုကျေးဇူးတင်စကားပြောရင်ဖတ်လိုက်ပါတယ်။ Kim Woo-joo လည်းနှလုံးခုန်တွေမြန်လာခဲ့ပါတယ်။ Mary ရီစာဟောင်းက Mary ကိုဖုန်းထက်ခေါ်ပေမဲ့ Mary ကဖုန်းမကင်တော့ Mary ရုံငန်းထိထပ်ပြီးလိုက်လာပြန်ပါတယ်။ဒါပေမဲ့ကပ်ပတ်ကင်မှာ Kim Woo-joo နဲ့အတူပြန်ထွက်လာတဲ့ Mary ကိုမြင်တော့နောက်ရောက်ခံလိုက်ခဲ့ပါတယ်။ Mary တို့က Beauty Palace ထဲကိုဝင်သွားတော့ဝင်လိုက်လာပြီးလိုက်ရှာခဲ့ပါတယ်။ Kim Woo-joo ကလည်း Mary ကိုပို့ပြီးပြန်မယ်အလုပ်မှာအင်းရှိမှာဖုန်းထွက်ပြောနေတဲ့ဆန်ဟင်းကိုမြင်လို့မပြန်တက်ပဲအိမ်ထဲမှာခဏဝင်နေပါတယ်။ Kim Woo-joo နဲ့ Mary တို့နှစ်ယောက်ကမနေ့ပြန်နေ့လည်စာအတူစားဖို့ပြောလိုက်ကြပါတယ်။ခဏအကြာမှာတော့ Kim Woo-joo ကအိမ်ထဲကပြန်ထွက်လာပြီးကားမောင်းထွက်သွားတာကို Mary ရီစာဟောင်းကမြင်ပြီး Mary ကိုစောင့်ကြည့်နေပါတယ်။ Mary ကအမိုက်ဆင်းပစ်ချိန်မှာတော့သူတို့နှစ်ယောက်တွေ့ကြပြီး Mary အိမ်ထဲကိုအတင်းဝင်သွားပါတယ်။အိမ်ထဲမှာဝေယုံသုံးကားတွေဖြစ်ကြပြီး Mary ကအတင်းဆွဲသူကအတင်းယုံပြီးနှစ်ယောက်သားလက်ချော်ထွက်ပြီး Mary ရီစာဟောင်းကချော်လဲပြီးတန်ရာရသွားလို့ဆေးရုံတင်လိုက်ရပါတယ်။လက်ကျိုးပြီးခါယိုနဲ့အပ်သွားပါတယ်။မြောင်စရန်ဥက္ကဋ္ဌဖြစ်တဲ့ Kim Woo-joo အဖွာကတစ်ချိန်မှာမြောင်စရန်ကုမ္ပဏီကိုဥဆောင်မဲ့ Kim Woo-joo ကိုကူညီပေးဖို့သူ့သမက်ဗန္ဒာရေးမန်နေဂျာကိုပြောပါတယ်။ထိုလူကတော့အကြံနဲ့လူပြီးတိတ်မချင်တတ်ပါဘူး။ဥက္ကဋ္ဌကြီးရုံးကနေပြန်ထွက်မှာဟိုတလောကသူ့လက်ချက်နဲ့အသက်ဆုံးသွားတယ်။မန်နေဂျာကိုရဲ့ဇနီးကဥက္ကဋ္ဌကြီးကိုလာတွေ့တာကိုသူမြင်သွားပါတယ်။ကွမ်လုံသူမန်နေဂျာကိုရဲ့ဇနီးကသူ့အမျိုးသားရဲ့အလုပ်စပွဲကိုရှင်းချိန်မှာအရေးကြီးတဲ့စာရွက်စာတမ်းတချို့ကိုတွေ့တာနဲ့ဥက္ကဋ္ဌကြီးကိုလာအပ်တာဖြစ်ပါတယ်။ထိုအချိန်မှာဥက္ကဋ္ဌကြီးကလည်းငွေလွှဲသုံးစားလုပ်နေတဲ့ JHP ကုမ္ပဏီကိုသတိထားမိသွားပါတယ်။တကယ်တော့ JHP ကုမ္ပဏီဆိုတာသူ့သမက်နဲ့သူ့သမက်ရဲ့ဒုတိယမြောက်တိတ်တိတ်ပုံမိန်းမတို့ရဲ့ US အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီးသူ့သမက်ကချဲလဲနေတာဖြစ်ပါတယ်။ထိုလူမှာဒုတိယမိန်းမနဲ့ကလေးရှိတာကိုဥက္ကဋ္ဌကြီးကမသိပါဘူး။ချက်ချင်းဆိုသလိုသူ့သမက်က US မှာရှိနေတဲ့သူ့ရဲ့ဒုတိယမိန်းမစီကိုဖုန်းခေါ်ပြီးအကောင့်တွေကိုရှင်းခိုင်းလိုက်ပါတယ်။လက်ရှိအခင်းအကျင်းမှာအခြေအနေတွေသိပ်မကောင်းတော့လို့ JHP ကုမ္ပဏီနဲ့စားတောက်ဆိုင်ကိုပါပိတ်ဖို့ပြင်ထားခိုင်းပါတယ်။ထိုအချိန်မှာ Kim Woo-joo ကသူ့အခန်းထဲကိုရောက်လာပြီးကော်ဖီလာပေးတဲ့အခါမှာမောက်ချသွားပြီးကော်ဖီတွေဝိုင်းတုပ်ကြရင် Kim Woo-joo က JHP ကုမ္ပဏီကိုသတိထားမိသွားပါတယ်။ပြီးတော့ Kim Woo-joo ကအခန်းထဲကနေထွက်သွားပါတယ်။ Mary ကညလုံးပေါက်လူနာဆောက်ရပြီးနောက်ရက်မှာ Kim Woo-joo နဲ့နေ့လည်စာစားဖို့ကိုမေ့သွားပါတယ်။ Kim Woo-joo ကစောင့်နေပေမဲ့လည်း Mary ကမလာတာကြောင့်ဖုန်းဆက်ချိန်မှာတော့တငယ်ချင်းတယောက်မတော်တဆဖြစ်လို့ဆေးရုံမှာစောင့်နေရပါတယ်ဆိုပြီးချိန်ထားတာကိုဖျက်လိုက်ပါတယ်။ဒါနဲ့ Kim Woo-joo ကဂျင်ကယောင်းကိုဖုန်းခေါ်ပြီးဆေးရုံကန်ထဲမှာနေ့လည်စာစားဖို့ချိန်လိုက်ပါတယ်။ရီစာဟောင်းကိုတွဲပြီးရှောက်လာတဲ့ Mary ကိုမြင်တော့ Kim Woo-joo ကချက်ချင်းဆိုသလိုကူတွဲပြီးအခန်းကိုလိုက်ပို့ပေးလိုက်ပါတယ်။ပြီးတော့ Kim Woo-joo ကိုတနေရာမှာ Mary ကအကြောင်းစုံကိုရှင်းပြပါတယ်။အဲ့မှာ Kim Woo-joo က Mary ကိုတခြားယောက်ျားတစ်ယောက်နဲ့အတူရှိတာကိုမကြိုက်ချောင်းနဲ့သူကိုယ်တိုင်က Mary ကိုစိတ်ဝင်စားနေတာဖြစ်ကြောင်းကိုဝန်ခံခဲ့ပါတယ်။ Mary လည်းအရန်ကိုအံ့ဩခဲ့ပါတယ်။
ဒါကတော့အပိုင်း6ပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်